Hello my ex-boyfriend အပိုင်း19ကုမ္ပဏီကိုသွားဖို့ချမ်းကိုကားတစ်စီးပေးထားပေမဲ့ချမ်းကယူမသုံးချေအခွင့်အရေးဆိုတာမျိုးကရတိုင်းလည်းမယူကောင်း ATM ခတ်တွေယူသုံးတာလောက်ကဆွဲညွတ်အမေမသိနိုင်ပေမဲ့ကားတစ်စီးလုံးကြီးကြဒေါ်တထားသခင်တေချာပေါက်မြင်ပါလေဒါကြောင့်တိတာတိမမြင်စီနဲ့ဆိုတဲ့စကားအတိုင်းသူတို့နှစ်ဦးချစ်နေကြမှန်းသိထားပေမဲ့ဒီအဖွာကြီးမျက်စိနောက်အောင်တော့မနေခြင်းသေးချစ်သူတွေပဲအဖိုးတွေလှုပ်ပြီးအခန်းခွဲအိတ်စရာလားအရင်ကလည်းတခန်းထဲမျှသုံးဘူးလားပဲနောက်လည်းအခန်းပေါင်းရမှာချင်းတူတူခုကလေးကတခန်းထဲတူတူသုံးမယ်စတော့အကြောင်းပြချက်မျိုးစုံကြောင့်ချမ်းသည်ဆွေညွှန်းတဲ့တခန်းထဲအတူတူသုံးဖြစ်သွားသည်တခန်းထဲအတူတူသုံးနေဆိုလို့တချို့ကိစ္စတွေကိုအထင်ကြီးပြီးတန်ရာမတွေးစေခြင်းဆွေညွှန်းဟာညဘက်တော်မိုးချုပ်တဲ့အထိအလုံးလုံးနေတတ်ပြီးချမ်းကအစောကြီးအိယာဝင်ထက်သည်ဆွေညွှန်းတယောက်အလုံးလုံးလို့ပြီးသွားပြီဆိုမှအိယာရေးပြန်ဝင်လာပြီးအိမ်မောကျနေတဲ့ချမ်းကိုတညလုံးဖက်ခါအိတ်ဆက်တတ်၏ဒါကြောင့်ချမ်းအတွက်ပုံမှန်အိတ်ဆက်ချိန်ကအနည်းဆုံး8နာရီရှိနိုင်ပေမဲ့ဆွေညွှန်းအတွက်ကတခါတလေလက်တစ်ဖက်တောင်မပြေတတ်အသက်တူတူကြောင်းတူတူပြီးတဲ့ဆိုရင်တောင်လုပ်ငန်းခွင်တာဝန်ယူမှုတွေမှာဆွေညွှန်းကပိုပြီးတာဝန်ကြီးတယ်မို့လားဘာဖြစ်ဖြစ်သူ့အတွက်ဘေးမှာချမ်းရှိနေုံနဲ့ဦးလုံလောက်ပြီမို့မူမမှန်တဲ့အထီးအတွေ့တချို့ကြောင့်အိမ်မောကျနေသည့်ချမ်းသည်မျက်လုံးတစ်ဖက်ကိုအတင်းဖွင့်ကြည့်လိုက်တော့ရေစက်တွေတွဲခုန်နေသည့်ရေဆိုးစပင်နဲ့သူ့မျက်နှာထက်မှအုံမိုးထားသည့်ဆွဲညို့ကိုမြင်လိုက်လေရာနှကန်းတစ်ချက်ဆူပြီးချမ်းသည်တစ်ဖက်သို့ဆောင်းကပြန်အိတ်လိုက်၏ဆွဲညို့သည်ချမ်းကိုဆက်မနိုးတော့ပဲပါးပြင်ကိုဖဖလေးနန်းကအနာနာကပ်ပြောလိုက်သည်ငါအရေးကြီးကိစ္စရှိလို့ကုမ္ပဏီကိုအရင်သွားထားနေမယ်စပွဲပေါ်မှာမနှက်စာပြင်ထားတယ်ဒီနေ့တစ်နေ့လုံးငါအားမှာမဟုတ်ဘူးဒါကြောင့်ညပြန်အောင်မှပဲတွေ့မယ်နော်သိပြီအဲ့ချိန်မိုးတို့နဲ့ပြီးပြီးတော့ထူကချမ်းပြန်အိတ်နေလိုက်သည်သူဟာပုံမှန်နှုတ်ဆက်ကို9နာရီမှပေးထားတာခုမှ6နာရီတောင်မရှိသေးလို့ဆွေညွတ်တရားအလုပ်ကိုအစောကြီးထသွားရတာကိုကြည့်ပြီးနည်းနည်းလေးတနာသွားပြီးမဲ့သူ့ဘက်ကကူညီနိုင်တာဘာမှမရှိပဲမနက်ခင်းအစည်းအဝေးမှာဆွေညွတ်သည်ဌာနဆိုင်ရာဟက်တွေရဲ့တင်ပြချက်တွေကိုနားထောင်ရင်းဖုန်းထဲမှာ message တစ်ခုဝင်လာတာမြင်တော့ဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်ထို message ကသူ့ရဲ့ချစ်တဲ့စီယာဖြစ်တာမို့စိတ်ကထိတ်မရပဲချက်ချင်းဖွင့်ဖတ်လိုက်သည်ငါကုမ္ပဏီရောက်ပြီနော်မနက်ကအရန်အိတ်ချင်နေလို့မင်းကိုအနမ်းပြန်ပေးဖို့မေ့သွားတယ်မော်နီအရန်ချစ်တယ်နော်အားပွားတသက်နေတကူချမ်းစီကပထမဦးဆုံးရခဲ့ဘူးသည့်ချစ်စရာကောင်းတဲ့ emoji လေးတွေပါတဲ့ message နဲ့အတူအရန်ချစ်တယ်နော်ဆိုတဲ့စာသားတွေကြောင့်ဆွေညိုသည့်အစည်းအဝေးခန်းထဲတွင်ထိမ့်မနိုင်စွာနဲ့ထပြုံးမိလေသည်အာချစ်ကအရန်ချစ်ဖို့ကောင်းတာပဲဆွေညိုဤအာယုံသည်တင်ပြချက်တွေပေါ်မှာမရှိတော့ပဲလက်ချောင်းတွေကဖုန်းစခရင်ထက်မှလျင်မြန်စွာလှုပ်ရှားလာသည်မင်းပို့လိုက်တဲ့ message ကြောင့်ငါအသက်မရှိတော့ဘူးတည်သွားပြီအာချစ်လိုက်တာအရန်ပဲငါမင်းကိုအရန်ချစ်တယ်အာဘွားမင်းကိုအဲ့လောက်ထိအပိုရီပြောရမှန်းမသိခဲ့ဘူးအယူလေးချစ်တယ်ထိမ့်မနိုင်တဲ့ရည်တန်းကဟီးဆိုပြီးတစ်ချက်ထွက်လာ၍လှုပ်ဆောင်ချက်တွေကိုတင်ပြနေသည့် PM သည်သူပြောတဲ့အထက်အမားပါသွားလားဆိုပြီးခေါင်းထောင်ကဆွေးညိုကြည့်လာသည်သို့တော့သူမထင်ထားတာနဲ့ခြားနားစွာပင်ဆွေညိုကသူမကိုကြည့်မနေပဲခေါင်းကအောက်ဆိုင်ခါတခွေးခွေးနဲ့ရီနေလေ၍သူမအပါအဝင်အခန်းထဲရှိလူအလုံးကဆွေညိုကိုအံ့ဩသလိုငေးကြည့်လာကြသည်အခြေအနေတွေကိုနားလည်နေတဲ့ဇေယျကထိုင်ကုန်ဘိန်းလုံးကိုနည်းနည်းရွှေ့ကာဆွေညွတ်ရဲ့နာနာကပ်ပြောလိုက်သည်ဟဲ့ကောင်မင်းရောက်နေတာအစည်းအဝေးခန်းတော့စုံတွဲတွေချင်းတွေ့တဲ့ပန်းချံမဟုတ်ဘူးတတိထားအောင်အခြေအနေကိုသိပေမဲ့ဆွေညွတ်ဤကြွားကျင်စိတ်ကိုထိမ့်မနိုင်၍အခန်းထဲကလူတွေကိုမျက်နှာတီတီတင်းတင်းနဲ့တစ်ချက်ဝှေ့ကြည့်ပြီးဇေယျအနာကိုပြန်တိုးကပ်ခါလက်ကိုအုပ်ပြီးပြောလိုက်သည်ချမ်းငါ့ကို message ပို့လာရဲ့သီလားအရန်ချစ်တယ်တဲ့ပြီးတော့ kiss emoji လေးနဲ့
ဖះကြီးတယောက်ယောက်လောက်ဆွေးညို့ကိုအသိစိတ်ဝင်အောင်ခေါင်းကို2ချက်လောက်ရိုက်ပေးကြပါလားဒါမှမဟုတ်သူ့ကိုဒီအစည်းအဝေးခန်းကနေပဲလာခေါ်ပေးကြပါလားအရေးကြီးတဲ့တင်ပြချက်လုပ်နေပါရဆိုကုမ္ပဏီရဲ့အရေးပါအရာရောက်တဲ့လူကသူ့ရည်စားပို့လိုက်တဲ့ message ကိုလာကြွားနေတယ်တကယ်ပါအရန်ညံ့ရီထက်မြက်လို့အထက်လူကြီးတယောက်လိုလေးစားပြီးတငယ်ချင်းတယောက်လိုရင်းရင်းနှီးနှီးပေါင်းခဲ့တဲ့ဆွေညို့ကိုဒီလောက်ထိကလေးဆန်ပဲထင်မထားဘူးသူတို့နှစ်ယောက်အမြန်ညားရင်ညာမညားရင်သူအလုပ်ထပ်တော့မယ်သူ့ဘဝမှာဆွေညို့နဲ့ပတ်သက်မိတဲ့နောက်ပိုင်းချမ်းမသိအောင်ဆွေညို့ခိုင်းတဲ့အတိုင်းသူ့နောက်တစ်ခေါက်ခေါက်လိုက်ပြီးတရားမဝင်တာဝန်ထမ်းဆောင်ခဲ့ရတဲ့ကိစ္စတွေဟာလက်ချိုးရည်လိုပြင်မကုန်နိုင်ပါနောက်ဆုံးတော့လေချစ်တယ်လွန်းတဲ့တငယ်ချင်းဆရာသမားကိုသာဆက်လန်းတာရင်တင်ပြချက်လုပ်နေတဲ့ PM ကိုစောနာကဟာလေးတစ်ခေါက်ပြန်ရှင်းပြပေးပါဟုဆိုကလူချမ်းကြီးဝင်လောက်ရင်ညနေရုံစင်းချိန်ထက်တနားရီနောက်ကျပြီးချိန်တွင်ဆွေညို့သည်မပြီးသေးသောအလုပ်များကိုခိတ္တနာထားကချမ်းကိုဖုန်းဆက်လိုက်သည်ဟယ်လိုရုတ်တရက်နားထဲတွင်ဦးဝင်လာသောစုညံတန်းကြောင့်ချမ်းတယောက်အိမ်မှာမရှိမှန်းဆွေညို့သိလိုက်သည်ရုံးစင်းတာကိုအိမ်ကိုတမ်းမပြန်ပဲဖယ်သွားနေပါလေစုညံနေတာပဲမင်းပဲရောက်နေရလဲအော်ငါတို့ဌာနကလူတွေစုပြီးတောက်နေကြတာမင်းအလုပ်ပြီးအိမ်ပြန်နေလိုက်ငါထက်စီငားလာလိုက်မယ်မင်းအခုဘယ်မှာလဲအရင်ပြောဘာလို့လဲမင်းလာမလို့လားငါယူနေလို့လာရမှာလားလမ်းဘေးစားတောက်ဆိုင်တွေမှာထိုင်တတ်တာငါစတိုင်မဟုတ်ဘူးလမ်းဘေးစားတောက်ဆိုင်တွေကိုမကြိုက်တတ်တဲ့ဆွေညို့သည်လိုရာထက်ပိုချီကချမ်းတဲ့အရင်ဥအောင်ဖုန်းချသွားလေသည်ဒါပေမဲ့ချမ်းပြောတဲ့နေရာကခုတလောခက်စားနေတဲ့ညစီတန်းတနေရာမို့သူထင်တယ်လို့မဆိုးပါဘူးတခါဆင်းရဲဘူးတာတောင်ဆွေညို့တယောက်ခုထိမှန်းမချသည်ကဲခွက်ချင်းတက်ရအောင်ငင်းချမ်းရောက်လာတာတလားကြော်ပြီခုမှပဲကြိုဆိုမိတ်ဆက်ပွဲလုပ်ဖြစ်တော့တယ်ဟက်ကဦးဆောင်ပြီးခွက်ကိုကင်မြောက်တော့ကျန်တဲ့သူတွေကလည်းခွက်တွေအကုန်မြောက်ခါပျော်ပျော်ပါပါစားတော့ကြလေသည်မားကတ်တင်းဌာနမှာရှိတဲ့ဝန်ထမ်းတော်တော်များများကအတူလာကြတာမို့သူတို့ဘိုင်းကအနည်းဆုံးလူ10ယောက်ကျော်ရှိလေသည်အားလုံးဒီပါကလူငယ်တွေဖြစ်ကြပြီးတယောက်နဲ့တယောက်စားနှောက်နေကြလို့သူတို့ရဲ့စပွဲဝိုင်းကတခြားဝိုင်းထက်ပိုစီကားသလားပဲချမ်းရဲ့နဘေးမှာနီလာနဲ့ချူရထိုင်နေကြပြီးချမ်းကကြားထဲညက်နေသလိုဖြစ်နေပြီးမြဲပေါက်ပေါက်ဖောက်တာမနာနိုင်သေးချူကြောင့်စိတ်ကျဉ်ကျက်ချိန်ကိုမရလိုက်နီလာကတော့ဒီနေ့မှအရန်ကိုအိန္ဒြေရစွာနဲ့ဘေးမှာငြိမ်ငြိမ်လေးထိုင်နေလေသည်ပါဇက်ထဲအရေးဝင်ပြီဆိုတာနဲ့လူတွေကတော်တော်လေးရှာသွက်လာကချမ်းနဲ့နီလာကိုမထီတထီစားနောက်လာသည်ဒီထဲမှာတိတ်မကြခင်စုံတဲ့အစ်စ်တွေထွက်လာတော့မယ်ဆိုတာငါအာယုံရနေတယ်မင်းတို့ရောတခုခုမခံစားမိဘူးလားသူတို့တွေကလှုပ်သက်နေနေရင့်နေတဲ့စီနီယာတယောက်ကစပြီးဖောက်လာတော့ကျန်တဲ့သူတွေကပြုံးစီနဲ့ချမ်းနဲ့နီလာကိုကြည့်လာကြသည်နီလာကရှက်သွားတယ်လို့မျက်လွှာလေးချသွားတော့ချမ်းတယောက်ဒီအခြေအနေကနေဘလို့ရုံထွက်ရမှန်းမသိတော့မနေနိုင်တဲ့မိချူကပုံမှန်အတိုင်းဆိုသူ့အကျင့်တိုင်းထစွာလိုက်မှဖြစ်ပေမဲ့ခုပြောနေတဲ့သူကသူ့ထက်စီနီယာကြတဲ့သူမို့အေးရအေးချောင်းဝင်ဖြန့်ပြေးလိုက်သည်အကောကလည်းကရကန်ရှင်တွေကတကယ်ဟုတ်လားမသိမဟုတ်လားမသိနဲ့သူတို့အနေရခတ်နေပါအောင်မယ်တခြားအကြောင်းပြောရအောင်လေဒါမှမဟုတ်ဂိမ်းတစ်ခုခုကစားရအောင်အမှန်တိုင်းပြောကြည့်ဆိုရင်ကောဘယ်လိုလဲကရကန်ရှင်တွေကဝင်မခံကြပေမဲ့ရှက်နေတာများအရင်ကဒီပုံစံမျိုးတော့မမြင်ဘူးရှက်တယ်ဆိုလဲဆက်မစားတော့ပါဘူးဒါပေမဲ့မင်းတို့တွေးဖြစ်ခဲ့ရင်တော့ငါတို့တဝိုင်းကျွေးရမယ်နော်ညီကျန်အတိတ်ပဲပါသောမျက်ဝန်းတွေနဲ့ချမ်းကိုအထာနဲ့တလူကြည့်လာတော့ရှင်းမပေးနိုင်တဲ့အထင်လွဲမှုတွေကိုခုချက်ချင်းအပြတ်ရှင်းလိုက်ရင်ကောင်းမလားဟုချမ်းတွေးမိ၍ဟာအထင်လွဲနေပြီတဲ့တကယ်တော့ကျွန်တော်တို့ကရိုးဟင် GM ဘယ်ကနေဘလို့ရောက်လာတာလဲအောင်မြင်လာတဲ့မိချူအတန်ကြောင့်ချမ်းရဲ့စကလုံးတွေဟာလေထဲမှာတန်းလန်းဖြစ်သွားပြီးတကားပေါက်စီစောင်းကြည့်လိုက်မိသည်အစားကသူ့နားကြားမှလာလို့ထင်ထားပေမဲ့မျက်စိနဲ့ကိုယ်တိုင်မြင်လိုက်ရတဲ့ဆွေညွှရဲ့ပုံရိပ်ကြောင့်ချမ်းရုတ်တရက်ကြီးငေးချောင်သွားသည်ချမ်းတယောက်တည်းမဟုတ်ပါတခြားလူတွေပါ GM ရုတ်တရက်ကြီးရောက်ချလာမှုကို
အန်အောကတွေးမဆုံးတော့သူတို့ကြားဖို့တဲ့ကောလာဟာလာအရာဆို GM ကအခြေကြီးရဲ့ရွှေမင်းသားလေးမဟုတ်လားနေ့လေစားကိုတော့အတင်စားတွေဝန်ထမ်းစားတော့ခန်းကအစားအစာတွေကိုမစားတတ်ပဲစဖို့မှုလက်ရာကိုတည်တံ့မှစားတတ်သူလေတလကျော်ပဲရှိသေးပေမဲ့ GM ရဲ့အကြီးကြီးကျယ်ဂုဏ်သတင်းကိုဝန်ထမ်းအလုံးနီးပါးကသိနေပြီးသားသူပိုင်နဲ့စားတော့ခန်းလို့ဟဲ့ဟန်အပြည့်နဲ့အမိတို့မှဂရုမစိုက်တဲ့ပုံနဲ့ဝင်လာကဆွေးညွတ်သည်ချူကိုတစ်ချက်လှမ်းကြည့်တော့ချူကအလိုက်တသိပင်ခုံနေရပြောင်းပြလိုက်သည်သူမသိထားတာက GM ဟာချမ်းကိုပညာပြဖို့ရှိနေသည်လို့ဆိုပြီးချူရဲ့နေရာလွတ်သွားတော့ဆွေးညွတ်ကထိုနေရာမှာထိုင်ရင်းစပွဲအောက်ကနေချမ်းရဲ့ဒူးနဲ့မတိမတာတိုက်လိုက်သည်မျက်နာကတော့မင်မပြတ်ချီမိုးစွာပင်အားလုံးကလည်း GM ရုတ်တရက်ကြီးရောက်ချလာတာမို့အံ့ဩမှစ်တက်ဖြစ်ကုန်ကချမ်းကတော့ခုနဖုန်းထဲမှာမလာခြင်းတို့ဖင်ပိတ်ညင်းပြီးမှရုတ်တရက်ကြီးရောက်ချလာသည့်ဆွေညိုကိုတစ်ချက်ကြည့်ကမကြည့်သလိုပြန်လှည့်သွားသည်သူလာရင်ဝန်ထမ်းတွေနေရထိုင်ရကြက်မေဆိုတာဒီကောင်မသိဘူးလားငကိုရီးယားကုမ္ပဏီမှာဝန်ထမ်းတွေဟာသူနဲ့တွေ့ရင်မျက်လုံးတောင်မစုံရဲကြတာကိုသူ့ကိုယ်သူအထင်ကြီးလွန်းတာကလူတွေအမြင်မှာစမတ်မကြစေဘူးဆိုတာကိုဆွေညိုနားလေအောင်နောက်ဆိုချမ်းကိုယ်တိုင်တင်ပြပေးမှရတော့မည်ဂျမ်လမ်းကြုံလို့ရောက်လာတာလားဟက်ကမရေးတည်းမိတော့ဆွေညိုကမပြုံးကျင်နဲ့တစ်ချက်ပြုံးပြီးကားတော့နဲ့ပတ်စံအိတ်ကိုစပွဲပေါ်တင်ပြီးဆွေညိုသည်ထိုလူအုပ်စုကိုတစ်ချက်ဝှေ့ကြည့်လိုက်သည်ဝတ်ထားတဲ့အဝတ်အစားနဲ့ထိုင်နေတဲ့စားတောက်ဆိုင်ကတိတ်မလိုက်ဖက်ပေမဲ့ဆွေညိုပုံစံသည်အကောင်အဆင်ပြေနေတဲ့ဒီဇိုင်းနဲ့ဟုတ်တယ်ဒီနားဖြတ်လာရင်ဒီဆိုင်လေးကလူစီလို့စိတ်ဝင်စားနေဝင်လာတာကျွန်တော်မထင်ထားဘူးကုမ္ပဏီကလူတွေပါဒီမှာရှိနေတယ်လို့တိုက်ဆိုင်လိုက်တာနော်ဟုတ်တယ်နော်တိုက်ဆိုင်တော့အားကြီးတယ်ဟီဟီမထူးပါဘူးရောက်လက်စားနဲ့ကျွန်တော်တို့နဲ့အတူတူတစ်ခါလောက်တောက်သွားပါလားအင်းလေစုံတုံးလေးတောက်ကြတာပေါ့ဆွေညွှတ်ချမ်းကိုမတိမတာလှမ်းကြည့်လိုက်ပြီးမြဲချမ်းကတော့သူ့ကိုမသိသလိုဖာတိဖာတာနဲ့ဝတ်သားကိုဆက်လက်ရွက်နဲ့ရွာညက်ပြီးဗဇက်ထဲအပြည့်ထဲကတမြုံမြုံစားနေပုံကချမ်းတယောက်အစားအသောက်ကလွဲလို့ဘသူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့ရုပ်နဲ့တရုတ်ဆောင်တော်ချက်ကတော့အကယ်ဒမီရှော့ပဲအိမ်ရောက်ရင်အိမ်မျက်နှာပေးလေးကိုပြန်တရုတ်ဆောင်ခိုင်းရမယ်ဆွေညွှတ်ကိုယ်တိုင်ရှိနေတော့ဇောနာကရီပွဲကြနေသည်သူတို့စပွဲဝိုင်းသည်နည်းနည်းတိတ်သွားပြီးအားလုံးကအိန္ဒြေရကုန်သည်ဒါပေမဲ့ဆွေညွှတ်ရောက်လာကလေးကထိုင်နေတာမို့ဌာနရဲကစီနီယာတယောက်ကချမ်းကိုထပြောလိုက်သည်ညီကျန် GM ကိုဘီယာဘူးဖောက်ပေးလိုက်လေပြီးတော့အသားတွေညက်ပြီး GM ကဒါမျိုးတွေစားနေကြမဟုတ်လို့သူ့ဖာသူလှုပ်ဖို့ကအဆင်ပြေမှာမဟုတ်ဘူးဗျာကျွန်တော်ကသူ့အတွက်လှုပ်ပေးရမှာလားပါဇက်ထဲကအစားကမကုန်သေးပဲပလုတ်ပလောင်းနဲ့ကြောင်အန်းသွားတဲ့အမှုအရာနဲ့ချမ်းကပြန်ပြီးတော့စီနီယာကခေါင်းငိမ်ပြလေသည်သို့တော်ဟတ်ကချက်ချင်းကြားဖြတ်ပြီးအလော်တကြီးဝင်ပြောလေတော့သည်အာငင်းချမ်းကအစ်စ်ပဲရှိသေးတာလူကောင်းကောင်းလုပ်တတ်မှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ပဲလှုပ်ပေးပါမယ်ဟင်အားလုံးကဇက်တိုင်အန်အောပြီးရင်အန်အောနေရသည်အသားလေးညက်တာများအလုပ်တွေကိုမခိုင်မဲဘာလို့ဟက်ကိုယ်တိုင်ထလုပ်ရတာလဲဧကနာဟက်က GMC ကနေမျက်နှာလိုမျက်နှာရဖားနေရလားအရင်တော့ကဟက်ကဒီလိုပုံစံမျိုးမဟုတ်ပါဘူးဒါပေမဲ့ချမ်းကကမန်းကရန်ထားရလိုက်သည်သူကအလုပ်တင်ဟိုကဟက် GM အတွက်အသားလေးညက်ပေးဖို့ကိုဟက်ကိုယ်တိုင်လှုပ်เสียမှမလို့တာမထူးပါဘူးတိတ်ခါကြရင်တောင်ဟိုကသူ့ချစ်သူလေအိမ်ရောက်မှပဲဒီတိတ်ခါကြမှုကြီးအတွက်အရော်ပြန်တောင်းရမယ်ရပါတယ်ဟက်ထိုင်နေပါ GM ကိုကျွန်တော်ကပဲပြုစုပေးလိုက်ပါမယ်ဟာရတယ်မင်းကအစ်စ်ဆိုတော့အဆင်ပြေမှာမဟုတ်တော့ဘူးငါပဲလုပ်ပေးလိုက်မယ်ကျွန်တော်အဆင်ပြေတယ်ကျွန်တော်ပဲလုပ်လိုက်ပါမယ်ငါလုပ်မယ်လို့မင်းထိုင်နေကျွန်တော်လုပ်မယ်ဟက်ထိုင်နေသူလုပ်မယ်ငါလုပ်မယ်နဲ့ချမ်းကဥစွာပင်ပကံများတစ်ချက်ကိုကောက်ဆွဲပြီးအသားကင်တွေကိုစီးထဲလိုက်တော့ဟက်ကပြန်ငိမ်သွားသည်လူတွေထင်ကြတာကချမ်းနဲ့ဟက်က GM ကိုအပြိုင်မျက်နှာလုပ်နေကြတာဟူ၍ဟုတ်တယ်လေသူလုပ်မယ်ငါလုပ်မယ်နဲ့အပြိုင်လုပ်နေပုံက GM ကလက်မပါတာကြာနေရပဲဆွေညွှတ်ကတော့စပွဲဝိုင်းအခြေအနေကိုတစ်ချက်ကြည့်လျက်သူ့အပူမပါသလိုသူနဲ့မပတ်သက်သလိုပင်အကယ်၍တယောက်ယောက်ကသူ့ကိုအသားမပြင်ပေးဘူးဆိုရင်တညလုံးဘာမှမစားပဲဒီတိုင်းထိုင်နေမဲ့ရုံနဲ့
အခုတော့သူ့ရဲ့လူတွေမတည်သေးတဲ့ချစ်သူပြင်ပေးတာကိုမြင်မြင်ကြီးစားရင်မျက်နာကတလောကလုံးသူ့လို့စာထိုင်စားတဲ့ရုပ်နဲ့ချမ်းခမအိမ်မှာဆွဲညို့ကိုအမြင်ကက်လို့ရေတစ်ခါတောင်ခတ်ပေးဖို့မတနာတာအလုံးမှာရောက်တော့ဆွဲညို့ကသူ့အထက်လူကြီးမို့ရိုးရိုးကြိုးကြိုးနဲ့အောက်ကျခံလှုပ်ပေးနေရှာသည်ဒါရင်မကသေးပါစကားပြောရင်ဟုတ်ကဲ့နဲ့အရန်ကိုရိုးကျိုးတဲ့ဝန်ထမ်းကောင်းတစ်ယောက်လို့ခုလေသူဟာသူကိုမစားရဘူးဘေးကနေဆွဲညို့စားဖို့ပြင်ပေးနေရနဲ့အလောက်ရှုံနေတာမို့ချူတရအောင်မျက်နှာမကောင်းတော့သူ့အထင် GM ကချမ်းကိုနိုင်စားလွန်းနေဆိုပြီးနီလာကတော့ချမ်းရဲ့ဘေးမှာထိုင်ပြီးခုထိနင်းနေမှအဖက်လို့မခံရသေး၍မျက်နှာကပြက်လာပြီသူမသည်ဘီယာလေးနှစ်ဖူးလောက်တောက်ပြီးအရက်မူးနေသည့်လူလိုချမ်းဘက်ကိုရိမ့်ရိမ့်လာသည်ငါမျက်လုံးတွေလေးလာပြီးငင်းချမ်းအနာနာကခါချမ်းလက်မောင်းမိတွဲလျက်ချွဲပစ်စွာပြောလာသည့်နီလာကြောင့်ချမ်းတယောက်ခေါင်းနှပန်းတွေကြီးသွားသည်နီလာမဆွဲညို့ရှိနေတာကိုဘာလို့အချိန်တိုင်းမိုးပြနေရလဲခိုလေဒါဆိုပြန်နေလိုက်လေဆက်မတောင်းနေတော့ငါမပြန်နိုင်တော့ဘူးထင်တယ်ငါပြုတ်တက်ချင်လာသလိုပဲပြီးတော့ရီဝေဖြစ်နေတယ်သူမသည်ချမ်းရဲ့လက်မောင်းကိုမိတွဲလိုက်အောင်မကခေါင်းပါမိလာလေသည်သူမအတွေ့ထဲမှာတော့နီလာတယောက်ခဲတစ်လုံးနဲ့ငှက်နှကောင်ပြစ်မယ်ဟုပြီးသူမထင်ထားတာကသူမအခုမူးချင်းအောင်ဆောင်လိုက်ရင်ချမ်းကသူမကိုတကယ်မူးတဲ့ချင်းပြီးအိမ်လိုက်ပို့ပေးမယ်ဒါမှမဟုတ် GM ကသာသူမကိုတခြားယောက်ျားတစ်ယောက်နဲ့ပူပူကက်ကက်တွေ့လိုက်ရရင်အရင်ကခြေခဲ့သည်မြအခုလွတ်တဲ့ငါကြည့်ပြီးသမင်တူနေမလားဟု၍ချမ်းသည်ဘာဆက်လုပ်ရမှန်းမသိဒီနေရာကနေထသွားရမလားဒါမှမဟုတ်သူမကိုတွန်းထုတ်လိုက်ရမလားမသိပဲဆွဲညို့မတိမတာလှမ်းကြည့်လိုက်တော့စူပွားမှုန်ကုန်နေသည့်မျက်နှာကိုစီးမြင်လိုက်ရလေသည်အရေးတဲ့အရာပိုးတတ်သည့်လူတချို့ကချမ်းတို့နှစ်ဦးကိုကြည့်ကာပြုံးစီလှုပ်လာသည်ရင်းချမ်းရာဒီအချိန်ကြီးမင်းကလေးတယောက်ထိပြန်ရင်အမြင်များပါတယ်မင်းမဲတောင်းယူပြီးပြန်ပို့ပေးလိုက်ငါတို့ထဲမှာမင်းဟာစိတ်အထက်အဆုံးဆိုတော့ဟုတ်တယ်ငင်းချမ်းရေနီလာအောင်နှစ်လက်ထဲအပ်တယ်နော်ချမ်းသည်အချိန်မရွေးပောက်ခွဲနိုင်သည့်ဘုံတစ်လုံးကိုလက်ကင်ထားရသည်နှင့်လူကချွေးစောရိုက်လာသည်ဆွေညွရဲ့ပါဇက်ကဘာစကားမှထွက်မလာတော့လေစပွဲကုံအောင်မှာချမ်းရဲ့ခြေထောက်တွေကိုနင်းထားသည့်ဆွေညွခြေထောက်တစ်ဖက်ကြောင့်သူအခုချိန်မှာသွေးကောင်းလုပ်ပြီးမိန်းကလေးတယောက်ကိုအိမ်ပြန်မပို့ရဲပေဒီထဲမှာချမ်းထက်မလျော့ပဲချွေးစောပြန်နေသည့်လူတဦးရှိသေးသည်သူကမာကတ်တင်းဌာနဟက်သူခမရဒီကိစ္စတွေမဆိုင်မဲဝင်ပါရတာခုတခါနဲ့ဆိုနှစ်ခါရှိပြီလေမင်းတို့ကလေကွာသူများကိစ္စဘာလို့ခဏဝင်ပါကြတာလဲပြီးတော့ချမ်းနဲ့နီလာကရိုးရိုးသားသားခင်မင်ကြတာ哦လူအထင်လွဲအောင်ခဏမစကြနဲ့လေကာယကံရှင်တွေကြိုက်မကြိုက်မသိပဲနဲ့ဖတ်တောင်အရင်ကငိမ့်ချမ်းနဲ့နီလာလိုက်ဖတ်တယ်လို့ပြောဖူးပြီးတော့တယောက်ကစကားထောက်လာတော့ဟတ်တယောက်အယောင်အမမနဲ့စကားပင်ဖြစ်သွားသည်ငါဘယ်တော့ပြောလို့လဲမင်းတို့နားချမှတာနေမှာပါတယောက်တစ်ပေါက်ငင်းခုန်နေကြတော့နီလာသည်စိတ်မရှိစွာနဲ့နောက်တဘူးထပ်တောက်ပြီးချမ်းရဲ့ရင်ခွင်နဲ့ပြိုလဲကြလာသည်သူ့ရင်ခွင်နဲ့ဣခနဲ့ပြိုဝင်လာသောနီလာကြောင့်ချမ်းသည်အုံနောက်ထက်လက်ကလျင်မြန်စွာလှုပ်ရှားမိသွား၏မဖြစ်ဘူးအမေချမ်းသည်နီလာရဲ့ခေါင်းကိုတွန်းထုံးမိလိုက်၍နီလာသည်သူ့နဘေးကတယောက်စီသို့ရိုင်းကျသွားသည်အားလုံးကလည်းအခြေအနေကိုနားမလည်နိုင်သလိုပြုကြည့်လာကနီလာရဲ့တငယ်ချင်းတယောက်ကမျက်နှာအပြက်ပြက်နဲ့ချမ်းကိုကြည့်လာပြီးငင်းချမ်းမင်းဘာလို့မူးနေတဲ့မိန်းကလေးတယောက်ကိုမဆာမနာတွန်းထုတ်ရတာလဲပြီးတော့ဒီမှာလူတွေအများကြီးကိုsorry ငါတကယ်တောင်းပန်တယ်ငါမရွေပါဘူးရုပ်တရက်ကြီးဆိုတော့ငါရောင်ပြီးတွန်းထုတ်မိသွားတာအဆင်ပြေရလားနီလာသူ့အမားမကင်းတာမို့ငင်းချမ်းသည်နီလာနာတိုးကပ်သွားကတောင်းပန်လိုက်လေသည်သို့တော်နီလာသည်အားလုံးမထင်မှတ်ထားတာကိုလှုပ်ချလိုက်လေသည်နေအရင်ရက်ဆက်တာပဲငင်းချမ်းမိန်းကလေးတယောက်ကိုဒီလိုလှုပ်လိုက်မယ်လို့မထင်မိဘူးငါနင့်ကိုယုံကြည်လို့အားကိုးခဲ့မိတာ哦သူမအတန်သည်အနှင်းငယ်ကျဲသောကြောင့်တခြားစပွဲဝိုင်းကလူတွေပါသူတို့ဝိုင်းကိုကွက်ကြီးလှုပ်လာသည်
ခုချိန်မှာချမ်းကလူဆိုးလုံးလုံးဖြစ်နေပြီမူးနေတဲ့မိန်းကလေးတယောက်ကိုမစာမနာတွန်းထုံးမိလိုက်၍တခြားလုပ်ဖော်ကိုင်ဖက်တွေကပါချမ်းကိုအထင်သေးသလိုကြည်လာကြ၏ချမ်းဘာဆက်လို့ရမှန်းမသိတော့ဆွေညို့ကိုအကူကြီးတောင်းမယ်ဆိုပြန်တော့လေဆွေညို့ကငကိုထက်ပိုဆိုအောင်လုံးမိမှာဆို၍နီလာကျေနပ်တဲ့အထိသာတောင်းပန်လိုက်မည်ဟုတွေးရင်ဒီဝိုင်းပတ်စံရှိမယ်ရုတ်တရက်ထွက်ပေါ်လာသည့်အတန်ကတစ်ချိန်လုံးငြိမ်နေသည့်ဆွေညို့အတန်ပင်ဖြစ်သည်ဆွေညို့သည်သူ့ရဲ့ကပ်နေပင်ချက်ချင်းငွေကြီးကနီလာဘက်ကိုလှည့်လာသည်မင်းမူးနေရမလားငါကူညီပေးမယ်ငါမှကားပါတယ်လမ်းမကြုံရင်တောင်မင်းအဆင်ပြေတဲ့နေရာထိပို့ပေးနိုင်ပါတယ်ရှင် GM တကယ်ပြောနေရလားခုမှပဲငုံမဲဖြစ်နေတဲ့နီလာသည်ပြုံးရည်နိုင်တော့သည်ခဲတစ်လုံးနဲ့ငှက်တစ်ကောင်ပြစ်လိုက်တာတစ်ကောင်ကိုမထိပေမဲ့ကြံတစ်ကောင်ကိုတက်တက်ထိသွားပါလားချမ်းကတော့ဆွေညို့လှုပ်သမျှကိုနားမလည်နိုင်သည်ပြောရမယ်ဆိုရင်ဆွေညို့ကတစ်ဖက်သားအပေါ်တိတ်ပြီးတွေးပေးတတ်တဲ့သူမျိုးမှမဟုတ်တာအထူးသဖြင့်ငိမ့်ချမ်းအနာကပ်လာတဲ့မိမမျိုးအတွက်ဆိုဝီလာဝေးသည်ခုမှရုတ်တရက်ကြီးဘာလို့စိတ်ပြောင်းသွားရတာလဲဧကနာသူ့ကိုစိတ်ဆိုးလို့တမင်အရွေးတိုင်နေရလားမသိပြောလို့ပြတာမဟုတ်ဆွေညွတ်စီနိုင်ဆိုတာစိတ်မထင်သလိုအရွေးတိုက်တတ်သူမဟုတ်လားဆွေညွတ်သည်ချမ်းပဲလှေကကားတော့လှမ်းပစ်ပေးလိုက်သည်ငင်းချမ်းငါမှကောင်းမောင်းဖို့လူမပါဘူးဒါကြောင့်ငါကောင်းမောင်းပေးပါဘာအော်ဟုတ်မော်ချီနေတဲ့မျက်နှာနဲ့ရှေ့ရထွက်သွားသည့်နီလာနဲ့ဆွေညွတ်နောက်မှာမျက်နှာငယ်လေးနဲ့လိုက်ပါသွားတဲ့ငင်းချမ်းကိုကြည့်ပြီးကြံလူတွေကစိတ်မကောင်းစွာနဲ့တက်ပြင်းချလေတော့သည် GM ကတော့ငင်းချမ်းကိုပြန်ပတ်လို့သဘောထားတော့မယ်ထင်တယ်ခုကလေးတောင်ပညာတွေပြနေပြီပြောရရင် GM လည်းယောက်ျားတစ်ယောက်ပဲလေနီလာကလှတယ်လေသူခြေခဲ့ပေမဲ့သူများလက်ထဲကိုလွယ်လွယ်မထည့်ပေးချင်တော့တဝင်းကြီးထတိုးနေရပဲဖြစ်မယ်ဟုတ်တယ်နော်ဒီနေ့မှပဲအဖြေကိုရှင်းရှင်းလင်းလင်းသိရတော့တယ်နီလာကကန်ကောင်းလိုက်တာကုမ္ပဏီမှာရှိတဲ့အချောဆုံးယောက်ျားနှစ်ယောက်ရဲ့အပြန်အဆိုင်ပိုးပန်းတာကိုခံရတော့မယ်ထင်မြင်ချက်တွေမျိုးစုံထွက်နေပေမဲ့ဖက်ကတော့မနှက်ပြန်ရောက်ရင်မားကတ်တင်းဌာနမှာဘသူစီကမှထွက်စာရောက်မလာပါစေနဲ့ဟုဆုတောင်းရင်အပိုင်း20ဟုတ်လေကျမကတာမွေမှာနေရပါဒီလမ်းအသွားဝေးတယ်နီလာသည်နောက်ခန်းမှာထိုင်ပြီးဆွေညွတ်နဲ့ချမ်းကရှေ့ခန်းမှာထိုင်လေ၏ကားပေါ်ရောက်တော့ဆွေညွတ်လက်ညှိုးထိုးပြတဲ့လမ်းကိုချမ်းကမောင်းတာမို့ဘူးမသိဘာမသိနဲ့လိုက်လာသည့်နီလာကနောက်ခန်းကနေသူ့ကိုလှမ်းပြောလာသည်ချမ်းကဆွေညွတ်ကိုလှမ်းအကဲခတ်ကြည့်တော့ဆွေညွတ်ကမျက်နှာသေးနဲ့ခဏမြတိတ်ဆိတ်နေပြီးလမ်းဘက်ကိုလှည့်ကြည့်လိုက်သည်ရက်လို့ရပြီဘာရှင်ဆွေညွတ်ဘာပြောလိုက်ပါလဲချမ်းနဲ့နီလာကအာမေထိတ်တံပြိုင်တူထွက်လာ၍ဆွေညွတ်သူတို့ဘက်တဖန်ပြန်လှည့်လာသည်ဒီနေရာကနေတက်စီငားသွားလိုက်ပါမိကျုပ်တခြားသွားစရာနေရာရှိသေးလို့အိမ်ထိလိုက်မပို့ပေးနိုင်တော့ဒါပေမဲ့ကျမကဘီယာလေးနှစ်ဘူးလောက်တောက်ရုံနဲ့ဘယ်သူမှမမူးနိုင်ပါဘူးကျေးဇူးပြုပြီးတန်မိုးရှိတဲ့ကျုပ်အချိန်တွေကိုမဖြုံးပေးဖို့မျှော်လင့်ပါတယ်မထင်မှတ်ထားတဲ့ဆွေညွတ်ရဲ့တုတ်ပြန်မှုကလူကြီးလူကောင်းမဆန်ပေမဲ့အရန်ပြတ်သားလွန်သည်နီလာသည်ရှက်ရွံ့ဒေါသထွက်နေပြီမဲ့ပြန်လဲချိပစရာစကားမရှိအဲ့အစားချမ်းကိုအာကုတ်တကြီးကြည့်လာသည်ကိုဆွေညွတ်မြင်ပြအောင်မြင်လိုက်၍ခက်မမေတစ်ချက်ပြုံးလိုက်သည်ငင်းချံမင်းတို့သဘောကျနေရလားဒါဆိုရင်သူနဲ့အတူလိုက်ဆင်လို့ရတယ်မင်းတို့နှစ်ယောက်အကြောင်းကိုကုမ္ပဏီရောက်ရင်မရှိခဲ့ဘူးသလိုငါနေပေးမယ်မဟုတ်အဲ့လိုမဟုတ်ပါဘူးငါနဲ့နီလာကြားနားလည်မှုတွေလွဲကုန်လို့ပါအဲ့အတွက်နီလာကိုလည်းငါတောင်းပန်ပါတယ်တကယ်တော့ငါမှရီးစားရှိပါတယ်နင့်ကိုလူတွေကြားအထင်လွဲအောင်လုပ်မိတာတွေအတွက်စိတ်မကောင်းပါဘူးငင်းချမ်းသည်သူမဘက်ကိုလှည့်ကားတစ်ချက်တောင်းပန်လိုက်တော့နီလာသည်မျက်စိမျက်နှာအပြက်ပြက်နဲ့ကားတကားကိုဆွဲဖွင့်ကပြေးထွက်သွားလေသည်သူမကိုခက်လန်းလန်းကကြည့်ပြီးချမ်းကစိတ်မသက်သာစွာနဲ့ခေါင်းတစ်ချက်ရမ်းကဆွေညွတ်ကိုကြည့်လိုက်သည်မင်းတော်တော်ဥပုပ်တာပဲမင်းကလေးတယောက်ကိုလမ်းမှာဖြစ်တယ်လို့ထားခဲ့လို့ကောင်းပါမလားခဏငါတို့တက်စီငါးခုလိုက်အောင်မယ်ချမ်းသည်ကားတကားကိုဆွဲဖွင့်ရန်အပြုဆွေညွတ်ကအရေးမဆိုင်တယ်လို့နဲ့သွားကြထိုးတန်လေးကို
သွားကြညက်ရင်စိန်ပြေနှပြေထိုင်ထိုးကကားကိုရှင်ပေါ်မိအိတ်လိုက်ရင်ပြောလိုက်သည်မင်းကလူတကာအပေါ်မြစ်တာထားတတ်တာပဲရရလေးသွားပါဒါပေမဲ့မင်းသူ့စီအခုသွားလိုက်တာနဲ့နောက်ရက်ငါသူ့ကိုအလုပ်ထုတ်ပြီးသားပဲဆွဲညွတ်စီနိုင်ဗျာဗျချမ်းဒေါသထွက်နေရတော့ဆွဲညွတ်ကမျက်နှာပြောင်မပြတ်ချမ်းစိတ်ပူနေတာတခုရှိသေးသည်ဒါကမတော်လို့နီလာကုမ္ပဏီမှာမင်းဒီနေ့သူ့ကိုလှုပ်ခဲ့တာအောင်မကောင်းသတိပြန်ဖြတ်ရင်ဘယ်လိုလုပ်မလဲငကိုတွေကမင်းကချဲမန်းရဲ့သားမို့လူတွေကလူပေါ်ကျော်တင်ပြီးအထင်အမြင်သေးချင်နေကြတာလေမပူနဲ့နီလာဒီကိစ္စကိုလုံးဝအဆဖော်ရမှာမဟုတ်ဘူးဘာလို့ဆိုသူကသူ့ကိုသူတိတ်အထင်ကြီးပြီးယောက်ျားတိုင်းကသူ့ကိုကြိုက်နေတာလို့ထင်နေရလေသူသာကုမ္ပဏီမှာဒီနေ့ကိစ္စကိုထုတ်ပြောလိုက်ရင်သူပဲသိခါကြမှာသူအဲ့လိုအဖြစ်ခံမှာမဟုတ်ဘူးမယုံရင်စောင့်ကြည့်လိုက်ရက်ပိုင်းအတွင်းရရယောက်ျားတစ်ယောက်ကိုကောက်တွဲပြီးသူဘလောက်ဆောင်ချောင်းကြွားနေလိမ့်မယ်ယောက်ျားနှစ်ယောက်စီကဖြိုင်းတူအငင်းခံလိုက်ရပြီးကားပေါ်ကနေမောင်းချခံရတယ်လို့လူသိခံမဲ့အစားဘယ်ယောက်ျားအောင်မဆိုခေါင်းခောက်ယူလို့ရတယ်ဆိုပြီးမန်းတက်တိုင်းတက်ပြလိမ့်မယ်မင်းအတွင်းနဲ့မင်းကတော့ဟုတ်လားပဲဒါကြောင့်နည်းနည်းမှမအားနာပဲသူ့ကိုမောင်းချတာပေါ့မင်းကလူမှုရေးခေါင်းပါတယ်လို့ထင်ရပေမဲ့တခါတလေကျဆုံးဖြတ်ချက်ပြတ်သားပြီးအာမနာတဲ့ညံကြီးရှင်တယောက်ပဲငါပါမင်းရဲ့ဘဲလေကွာဒါတော့အေးစီးပါဆွေညွတ်စီတိုင်းဆိုတဲ့ကောင်ကချမ်းဆိုတဲ့ဘဲကြောလေးတယောက်တည်းကိုပဲအောက်ချခံနေကောင်ပါကွကျန်တဲ့ဟာတွေကိုတော့မျက်စိစပတ်မွေးကိုအဆုမခံဘူးအကုန်ရှင်းထုတ်မှာအထူးသဖြင့်မင်းနဲ့ပတ်သက်လာရင်ပေါ့မင်းတီလာချမ်းမင်းကငါအတွက်အရာရပါငါအသက်ရှင်ရခြင်းအကြောင်းရင်းကလည်းမင်းကြောင့်ပဲဖြစ်စေချင်တာပါဆွေညွတ်ရဲ့အပြောတွေကြောင့်ချမ်းတယောက်မျက်ရည်ဝဲတက်လာသည်အချစ်ကတခါတလေဘာမဟုတ်တဲ့စကားတစ်ခုနဲ့တော့လူကိုအရေးပြောင်းစွမ်းဆောင်နိုင်ပါတယ်ချမ်းရုတ်တရက်ကြီးမျက်ရည်လေးဆန်းဆန်းနဲ့ဆွေညွတ်ရဲ့ခေါင်းကိုဖက်ခါရင်ခွင်ထဲမိခိုးလာတော့ဆွေညွတ်တယောက်ပီတိကိုအားရပါရစားသုံးကချမ်းရဲ့ကြောပြင်ကိုတတလေးပုတ်တဲ့ရင်နှစ်တဲစားကိုတစ်ချက်နမ်းရှိုက်လိုက်သည်ဟောဘာလို့ငိုငါမင်းကိုလက်ထပ်ခွင့်တောင်းနေရမှာမဟုတ်သေးတာခုတောင်ဒီလောက်ဝမ်းတာလုံးစိုးနေတာငါမင်းကိုလက်ထပ်ခွင့်တောင်းနေနေရောက်ရင်အပြုံလုံးပြီးမူးလဲသွားမှတော့စိုးရိမ်လာပြီအဖိုးရမပြောနဲ့ရှက်ပါရဲဆိုမှဒါနဲ့စကားမဆက်လက်ထပ်ခွင့်တောင်းနေကြရင်လေပန်းစည်းတွေအစားအယုတ်တွေအစားမုံဘူးကြီးတွေနဲ့တောင်းတော့ဒါဆိုလက်စွပ်လဲရဖိုင်လဲဝတယ်ဟာမင်းတော့နာတော့မယ်ဆိုတာစကားအဖြစ်ပြောတာပါတကယ်လက်တွေမှာဆွေညွတ်တယောက်ချမ်းကိုလက်ဖျားနဲ့တောင်မထိရခဲ့ပါဘူးဒါပေမဲ့ကျင်နာနှကန်းဖျားနဲ့တော့ကြည်စားမိတာပေါ့ကာယကရှင်ကကြည်ပြူရင်ပြုတ်တဲ့သူအဖို့လည်းအပြစ်မမြောက်ဘူးမဟုတ်လားနီလာတက်စီပေါ်ရောက်တော့မှသူတို့အိမ်ကိုပြန်လာခဲ့လိုက်လေသည်အိမ်ရောက်တာနဲ့ဆွေညွတ်ကရေအရင်ချိုးပြီးချမ်းသည်ဆွေညွတ်ရဲ့အလောက်ခန်းကိုကူးလာလိုက်သည်ငါမင်းကိုကူညီနိုင်တာဘာရှိလဲဆွေညွတ်ရှိတယ်ဒီနားလာထိုင်မင်းကအနာရှိရင်အလောက်ပင်ပန်းရင်တောင်စိတ်ချမ်းသာတယ်ချမ်းသည်ဒီကိုရောက်ခတဲ့ကအိမ်နေရဲ့အဝတ်စားတွေဆိုဆွေညွတ်ရဲ့အဝတ်စားတွေကိုသာအဆင်ပြေတယ်လို့ကောက်ဆွတ်သည်မို့သူ့အဝတ်အစားကို့အဝတ်စားဆိုပြီးခွဲလို့တောင်သိမရကျင်တော့ချမ်းကထိုင်ကုန်လေးတစ်ခုံယူကဆွေညွတ်အနာထိုင်ပြီးစပွဲပေါ်ခေါင်းမီလျက်ဆွေညွတ်မျက်နှာကိုငေးမောကြည့်နေလိုက်သည်ငါဘယ်ကချောလိုက်တာဘာကြီးမင်းဘာပြောလိုက်တယ်သူများနားကြားမသွားသလားဟုဆွေညွတ်ကတွေးထင်လျက်ချမ်းကိုပြန်ဆိုင်ကြည့်ကအထစ်ထစ်အငေါငေါနဲ့ပြောလိုက်တော့ချမ်းကပြပြလေးပြောလိုက်သည်မင်းကအရန်ချောတာပဲမင်းအလောက်လောက်နေတဲ့အချိန်ဆိုအရန်ဆွဆောင်မှုရှိလို့နဲ့မင်းကအထင်ကြီးဖို့လည်းကောင်းတယ်အသက်ငယ်တယ်ရုပ်ချောတယ်ပတ်စံရှိတယ်အရေးအချင်းရှိတယ်မင်းဘာလို့လေးစားစရာကောင်းပြီးမင်းစကားအခွန်တိုင်းကဩဇာအာဏာပြည့်ဝလို့နဲ့မင်းကပြည့်စုံတယ်ဆိုတာထက်ပိုပြီးပြည့်စုံလို့နဲ့ဆွေညွတ်ဒီဘုတ်ပေါ်မှာတင်ထားတဲ့ဆွေညွတ်ရဲ့လက်ချောင်းတို့သည်အားမရှိသလိုပင်ပျော့ခွေသွားသည်ချစ်တယ်ဆိုတဲ့စကားဟိုတောင်ကဆေးနှဲစွာနဲ့ချွေတာပြောတတ်တဲ့ချစ်သူလေးဟာသူ့ကိုချီးမွမ်းခန်းဖွင့်သွားလို့လူပါကျေနပ်တာထက်ကျေနပ်မိသွားသည်ချမ်း
ရတယ်ငါ့ကိုပြန်မချီးမွမ်းနဲ့ငါမှမင်းချီးမွမ်းလို့ထိုက်လောက်တဲ့အရေးချင်းမျိုးမရှိဘူးချမ်းသည်စပွဲပေါ်မိအိတ်ထားရမှခါမက်လိုက်ခါလက်ကိုကပြရင်မျက်နှာပြောင်ပြတော့ဆွေညူကရုံမာတဲ့အကြီးနဲ့တစ်ချက်မဲ့ပြုံးရင်ချမ်းဤထိုင်ကုန်ကိုသူ့အနာထိရအောင်ဆွဲယူလိုက်သည်မဟုတ်ဘူးမင်းကိုစုပေးမလို့3 နာရီစက်တိုက်ကင်စင်ဆွဲပေးရမလားဒါမှမဟုတ်မနက်မိုးလင်းမောက်ခင်းကစားကြမလားကြိုက်တာ၍မင်းမနစ်ပါနဲ့နော်ဆွေညူငါစောစောအိတ်ဆွေညွတ်သည်နီလန်းနှစ်ခုလုံးကိုသူ့သဘောနဲ့သူရွေးချယ်လိုက်ဟန်တူသည်ခုရပိုင်းဒီလိုလေးမထိတွေ့ရတာဘလောက်တောင်ကြာပြီမှလဲအလုံးလုံးရင်းနေတော့တိမ်မသွားခြင်းမအောင်အချိန်ရှိခိုက်လုံးလာဆိုင်ချမ်းကိုအချိန်ရှိသလောက်ချစ်ပြစ်လိုက်ချင်တာချယ်ရီဒီလိုနှကန်းပူပူလေးကိုမြင်သာစွာဆွယူနှမ်းဆိုင်ပြီးနောက်အောင်နှကန်းလေးကိုအတန်ကြာခဲထားမိလေသည်အာငွေနွေ့နွေ့လေးနဲ့ချစ်သူရဲ့မျက်နှာပြင်အနှံ့ကိုထိတွေ့စေပြီးအရှိန်ကိုမြင့်တင်လိုက်၏ခဏချမ်းရုတ်တရက်ကြီးဆွေညွတ်ရင်ဘက်ကိုတွန်းထုတ်လိုက်၍ဆွေညွတ်ကအလိုမကျစွာနဲ့မျက်ခုံးတွေတွန့်ချိုးလာသည်ဘာထဖြစ်တာလဲအကုန်လုံးအဆင်ပြေနေတဲ့ဟာကိုမင်းအဆင်ပြေပေမဲ့ငါအဆင်မပြေဘူးငါလူကောင်ရဲ့မင်းကငါကော်လန်ကိုဆွဲပြီးစိတ်နဲ့နမ်းနေတာငါကြကုန်းကွာနဲ့နမ်းနေရတယ်ဒါနေရာမနေသလားလို့ဒါကြောင့်ကိုရွှေစိတ်တော်မညွညင်မာနဲ့ရွှေမင်းသားလေးရဲ့အရှင်ကျွန်းသဘောပေါက်ပြီးမို့နေရာပြန်ချင်းပေးပါမယ်ဆွေညွရဲ့တဟားဟားနဲ့ရီမောတန်ကအခန်းထဲမှာချမ်းရဲ့ဆဲတန်နဲ့အတူပြည့်ရှမ်းသွားလေသည်ထိုနေ့ညအလွတ်စပွဲပေါ်ကဖိုင်တွဲတွေကအထီးကျန်စွာနဲ့ပိုင်ရှင်ကိုစောင့်နေတော့လေပိုင်ရှင်ဖြစ်သူကထိုအလုတ်ခန်းသို့ရောင်လို့ပင်လိုက်မလာတော့ချေထို့အစားအိတ်ခမ်းထက်စီကနှစ်ယောက်အိမ်မွေရကြီးကထိုအလုတ်ခန်းလေးကိုပြောင်းလောင်ကရီမောနေလေရဲ့ကုမ္ပဏီရဲ့မနီးမဝေးစားတောက်ဆိုင်တစ်ခုမှာချမ်းနဲ့သစင်းယောက်ျားတူနေ့လည်စာအတူစားနေကြသည်ကိုဆွေညွတ်သည်ကားထဲကနေလှမ်းမြင်ရတော့လေချက်ချင်းမစင်းသေးပဲသူတို့နှစ်ဦး၏အခြေအနေကိုစောင့်ကြည့်နေလိုက်သည်အမြဲတမ်းရီမောမောနဲ့ပျော်နေတတ်သောချမ်းသည်ခုလေပြုံးရည်နေလိုက်တာမှပါးစပ်နဲ့နရွက်တက်ချိတ်မတက်ပင်တဝင်းတို့တယ်ဒေါသထွက်တယ်ဝမ်းနေတယ်ဖောက်ပြန်နေရလဲမဟုတ်ပဲနဲ့တာမန်ပတ်သက်မှုတွေမှာတော့ဆွေညွတ်တယောက်မထိန်ချုပ်နိုင်လောက်အောင်တဝင်းတူမိသည်ဒါတွေကတနေ့တခြားပို့ဆိုးလာတယ်လို့ပြောရင်ယုံကြမလားမသိတချို့ဆောင်တွေအတွက် RS တက်တန်းကြလာလေတယောက်အကြောင်းတယောက်ပို့တီးကလမ်းခွဲနိုင်ချေပိုများလာတဲ့ပေမဲ့သူ့အတွက်ကချမ်းအကြောင်းပို့တီးလာလေပို့ချစ်မိလေပဲချမ်းရဲ့အချစ်ကစာမက်ဘလောက်ကစာမှန်းသူမသိပေမဲ့သူ့အချစ်ကတုံညာကစပြီး100အထိတဖြည်းဖြည်းဒီဂရီမြင့်တက်လာသည်ကြာလာလေသူ့အချစ်ကပိုလာလေဖြစ်ပြီးချမ်းကိုဆုံးရှုံးရမှာစိုးတဲ့စိတ်ကပိုကြီးလာလေပဲချမ်းကိုပျော်စေခြင်းနဲ့ဒါပေမဲ့သူ့ကြောင့်ဖြစ်တည်လာတဲ့ပျော်ရွှင်မှုမျိုးပဲဖြစ်စေချင်တာချမ်းကိုအမြဲပြုံးစေခြင်းနဲ့ဒါပေမဲ့တခြားတစ်ယောက်ကြောင့်လောကကြီးကိုမိသွားတဲ့အထိပြုံးနေတာမျိုးမမြင်ချင်ဘူးသူ့ကိုယ်သူအတ္တကြီးမှန်သိပေမဲ့ဒါကအရန်ချစ်မိလို့ပါဆိုပြီးသူ့ကိုယ်သူပြန်ချေပနေမိခဲ့သည်သူဆိုင်ထဲဝင်သွားတဲ့မတဲ့အကြာကြီးစဉ်းစားနေပြီးမှချမ်းကသူ့ပိုင်ဆိုင်ကြောင်းမစီမဆိုင်တစိမ့်တက်ချင်နေမိ၍15 မိနစ်လောက်စောင့်ကြည့်ပြီးနောက်ဆွဲညွတ်ဆိုင်ထဲကိုဝင်သွားလိုက်သည်အဝင်တကားပေါက်ကိုချမ်းကကြော်ပေးထိုင်ထားတာမို့သူဝင်လာတာကိုတော့မတွေ့နိုင်ပြီအရင်ဆုံးဆွဲညွတ်သည်ချမ်းထိုင်နေတဲ့စပွဲဝိုင်းကိုပင်တစ်သွားကချမ်းတစ်ပြားခုံကိုဆွဲယူထိုင်လိုက်သည်ဆွဲညွတ်ချမ်းသူ့ကိုသတိထားမိသွားတော့တအံ့တအောနဲ့ခတ်တူတူခေါ်လာသည်ဆွေညွတ်ကချမ်းကိုခတ်ဆူဆူပြန်ကြည့်ရင်သူ့ရှိရာတစ်ဖက်လူကိုခုမှသတိထားမိဟန်နဲ့မျက်လုံးလေးပြူးကနှုတ်ဆက်လိုက်သည်ဧည့်သည်နေကို sorry ကျွန်တော်ကလည်းနေ့လည်စာကိုတယောက်တည်းမစားရတော့ချမ်းကိုမြင်တာနဲ့ဝမ်းသာအားရဆိုင်နဲ့ပြေးဝင်လာလိုက်တာဧည့်သည်ရှိမရှိသတိမထားလိုက်မိဘူးကျွန်တော်ဒီစပွဲမှာဝင်ထိုင်တာစိတ်မရှိဘူးမလားဟာရပါတယ်ငင်းချမ်းရဲ့တငယ်ချင်းထင်တယ်
သူ့တငယ်ချင်းဆိုတော့ကျွန်တော်ညီပေါ့တွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ကမင်းညိုပါမင်းညိုဆိုသူကလူကြီးလူကောင်းဆက်ဆံပင်ပြူပြူငါငါမိတ်ဆက်ခါလက်ကမ်းပြီးတော့ဆွေညိုကမမြင်သလိုနေပြီးလက်ကိုဂျာကင်အင်ကြီးထဲနှိုက်ပြီးချမ်းဘက်လှည့်ပြုံးပြလိုက်သည်မင်းညိုသည်ဥပိ္ပခါပြုတ်ခံရမှုကိုတောင်းအမ်းသွားတော့လေချက်ချင်းမျက်နှာထားပြန်ထိန်ကလက်ပြန်ရုပ်သိမ်းရင်ခပ်ပါပါလေးပြုံးလိုက်သည်အခြေအနေကိုနားလေတော့ချမ်းသည်ဆွေညိုလုံနေပုံကိုသဘောမကျတော့လေလောလောဆယ်လူရှိရန်ဖြစ်လို့မကောင်း၍ဟန်ဆောင်ပြုံးရင်အခြေအနေကိုပြန်ထိန်ယူရန်ကြိုးစားလိုက်သည်အာကိုမင်းညိုမိတ်ဆက်ပြရအောင်မယ်သူကကျွန်တော်နဲ့အရင်နှီးဆုံးလူလို့ပြောရတဲ့တူဦးတဲတော်သူပါနာမည်ဆွေညိုစီနိုင်နဲ့လောလောဆယ်ကျွန်တော်ရဲ့အထက်လူကြီးပါဆွေညိုသူကငါတို့မျိုးကအတိပါအတိဆိုတာထက်ငါအိမ်ပေးရဆိုတော့အကိုကြီးလိုပါပဲဟုတ်လား sorry မင်းကိုငိမ့်ချမ်းရဲ့အထက်လူကြီးမှမသိပဲမယိုမသိနဲ့ညီလို့ပြောမိသွားတယ်ငိမ့်ချမ်းကိုအပ်ပါတယ်နော်သူကနည်းနည်းဒုံဝေးပေမဲ့အရန်ကိုဇွဲကောင်းတဲ့သူပါအလုံးမှာအမှားရင်းရှိရင်တောင်ဇွဲရရှော့မှာမဟုတ်ဘူးသူ့ကိုတင်ပြပေးပါအောင်နော်ကိုမင်းညိုကချမ်းရဲ့အကိုအကြီးဆုံးလေတန်းနဲ့တရင်တနည်းပြောလာတော့ဆွဲညိုသည်ခက်မစ်မစ်တစ်ချက်ပြုံးရင်းချမ်းရဲ့လက်ကိုရုပ်ကြီးစုပ်ကိုင်ကစပွဲပေါ်တင်လိုက်သည်ချစ်ရလေကို့ကိုမိတ်ဆက်ပေးပုံကအထက်လူကြီးတဲ့ချစ်ရဲ့အတီးကကို့ကိုအထင်ကြီးစွတ်ကြီးကုန်တော့မှာပဲနောင်လေးတိမှာပဲကိုပါကြောင့်ကိုကမင်းရဲ့ချစ်သူဆိုတာကိုတခါတည်းမိတ်မဆက်ပေးလိုက်တာလေကိုရီးရဲ့ပတ်သက်မှုကကုမ္ပဏီမှာပဲလှုပ်ဝက်ထားဖို့လိုတာပါအပြင်မှာထိလှုပ်ဝက်ထားဖို့မလိုပါဘူးကိုကမင်းရဲ့ချစ်သူဆိုတာကိုရေးရေးကြွားလို့ရပါတယ်ဆွေညို့ချမ်းအနေနဲ့ဆွေညို့ကိုတားချိန်မရလိုက်ဆွေညို့သည်ချမ်းလက်ကိုစုပ်ကင်ပြီးကရားရည်လိုတောက်လျှောက်ပြောသွား၍ကိုမင်းညိုဆိုသူသည်ချမ်းတို့နှစ်ဦးကိုအထူးဆန်းလိုငေးကြည့်ရင်လက်ညိုးကိုတစ်ချက်ဝှေ့ကဒါဆိုမင်းတို့နှစ်ယောက်ကဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်ကချစ်သူတွေပါဒါကြောင့်ချမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကိုကြီးတယောက်လိုစိတ်မပူပေးလေရပါတယ်ကျွန်တော်ကပဲသူနဲ့ပတ်သက်တဲ့ကိစ္စအလုံးကိုစိတ်ပူပြီးခရူးတစိုက်ဖြည့်ရှင်းပေးမှမလို့နောက်ခါချမ်းကိုညင်ငယ်တယောက်လိုကလေးတယောက်လိုမဆက်ဆံပါနဲ့တော့ချမ်းအရွယ်ရောက်ပြီးသားပါသူ့ကိုယ်သူထိနိုင်တယ်လို့သူနဲ့ပတ်သက်ပြီးစိတ်ပူစရာကိစ္စတွေကိုကျွန်တော်တယောက်ကပဲစိတ်ပူပြီးဖြည့်ရှင်းသွားမှာပါအောင်နိုင်သူတယောက်လိုဂုံယူဝင်ကြွားစွာဖြင့်ဆွေညို့ပြောချလိုက်သည်တစ်ဖက်လူဘလို့တွေးလဲဆွေညို့မစင်စားအားသူ့စိတ်ထဲရှိတာတခုကချမ်းကသူ့ပိုင်ဆိုင်ကြောင်းတစ်ဖက်လူကိုသိစေခြင်းအောင်တသက်ချမ်းကတော့ဇီးစေးလောက်ပဲကြံနေမျက်နှာနဲ့ဆွေညို့ကိုမျက်စောင်းထိုးရင်ကိုမင်းညိုဆိုင်ထဲကထွက်သွားတာနဲ့ချမ်းကလည်းဒေါသထွက်ထွက်နဲ့တယောက်ထဲထွက်လာလိုက်သည်ဆွေညို့နောက်ကလိုက်လာသည်ကိုသိပေမဲ့ပြန်လှည့်မကြည့်မိချမ်းကပင်ဥဆောင်ပြီးဆွေညို့ရဲ့ရုံခန်းထဲကိုဝင်သွားကထိုင်ပြီးမထိုင်နိုင်သေးပဲဆွေညို့ကိုမိတောက်နေတဲ့မျက်ဝန်းတွေနဲ့လှမ်းကြည့်လိုက်သည်လှုပ်ချင်တာလှုပ်လိုက်ရလို့ကျေနပ်သွားပြီလားဆွေညို့စီနိုင်ချမ်းမင်းဘာဖြစ်ညာလဲအဲ့ကောင်ရှိမှာငါတို့ကချစ်သူတွေပါဆိုပြီးပြောလိုက်မိလို့မင်းဒေါသထွက်သွားတာလားမင်းနဲ့သူကဘယ်လိုတွေများပတ်သက်နေလို့ခုလိုမျိုးဆက်ဆက်ထိမခံဒေါသထွက်နေရတာလေဘာလဲသူကမင်းကိုအီစီကလီလှုပ်နေပြီးကြည်နူးနေကြတော့ငါဝင်ဖြက်စီးမိသွားလို့မင်းဒေါသထွက်နေရလားမင်းမျက်လုံးနဲ့သူကလူကြီးလူကောင်းဆန်ပြီးတိတ်ကြည့်ကောင်းတယ်ငါကလေးဆန်ပြီးစိတ်ပြက်ဖို့ကောင်းတယ်လို့တွေးနေရလားပြောလေဆွေညို့ကလည်းငြိမ်မခံသူပဲဒေါသထွက်တတ်တာလားငါဘက်ကိုရောမကြည့်တော့ဘူးလားငါဘယ်လောက်ထိပူလောင်နေလဲ तू မသိဘူးလားဟူပြီးခံပြင်းဒေါသစိတ်နဲ့အတူသူ့အတန်ကပုံမှန်ထက်ကျေသွားခဲ့သည်ချမ်းသည်သူ့စပင်တွေကိုထိုးဖာရင်းယူနှမ်းသွားသလိုအာကောင်ချစ်အော်ကကိုရှင်ကိုလက်သီးနဲ့တစ်ချက်ထိုးချလိုက်သည်မင်းအခြေအနေကိုနင်းနေမှမမီပဲမင်းစိတ်ထင်တိုင်းလှုပ်ချသွားတဲ့ပြဿနာကိုငါဘက်ပြန်မလွှဲချနဲ့ဆွေညို့။ तू ကငါနဲ့အိမ်နီးချင်းဆိုပေမဲ့ငါတို့ကြားဘာပတ်သက်မှုမှမရှိဘူး။ငါဆိုရင်နာသူ့ပါဇာဟာ။ तू ကအပြင်မဲ့လူကြီးလူကောင်းဆန်တယ်လို့ထင်ရပေမဲ့မိမစိတ်နဲ့မို့ရုံနဲ့မလိုက်အောင်ကိုတရက်ကွက်လုံးကိုတည်င်းတိတ်ကိုပို့ဆောင်ရေးလုပ်တတ်တဲ့သူကမင်းနဲ့ငါအကြောင်းကိုငါမိဘတွေတောင်မသိသေးတာ။ခိုရောက်ရင် तू ကရက်ကွက်လော့စပီကာလုပ်ပြီးတရက်ကွက်လုံးကိုဖြန့်လိုက်မှဖြင့်
ငါမိဘတွေမသိခင်တယောက်ကလုံးအရင်သိကုန်မှာအဲ့ဒါထက်ပိုပြီးငါရဲ့အမျိုးတတိုက်နားရဲရောက်သွားရင်သူတို့ကပါဇက်အရသာခံပြီးအဖြစ်ပြောကြတော့မှာရေဘူးအပေါက်တရားကိုပိတ်လို့ရမယ်ပါဇက်တစ်ပေါက်ကိုပိတ်ဖို့ကလွယ်တာမဟုတ်ဘူးငါမိဘတွေကိုဆွေမျိုးဆိုတဲ့ဟာတွေကသူ့သားအချောက်ပါဆိုပြီးသမုတ်ကြတော့မယ်လူချင်းတူပေမဲ့နေရာဒေသမတူဘူးဆွေညို့ဒီနေရာလူတွေကငါတို့ရဲ့ဖြစ်တည်မှုလက်ခံပေးနိုင်ခဲ့ရင်တောင်မိန်းမနဲ့ယောက်ျားနှစ်ယောက်အတူတွဲသွားရင်တောင်သမီးကြီးစားတွေလိုတမယိုးချတွေးတတ်တဲ့ငါတို့နေရာလူတွေနဲ့မတူဘူးကွာပြီးတော့ငါတို့ဘက်ကလူတွေကပတ်ဝန်းကျင်စကားကိုတိတ်အလေးထားကြတာမင်းဒါတွေကိုမသိပဲဘာလို့ဒီလိုတွေလုပ်ခဲ့ရလဲချမ်းတီဒေါသတန်နဲ့အတူတသိမ့်သိမ့်ရှိုက်ငိုလာလေသည်ဆွေညိုကချမ်းမြေ့ကြီးကြလာတာကိုမြင်တော့ဘာလို့လို့ဘာကန်ရမှန်းမသိပဲချမ်းကိုအရင်ဆုံးထွေးပွေထားလိုက်သည် sorry ဒီလောက်ထိဖြစ်သွားမယ်လို့ငါမထင်ခဲ့မိဘူးငါတကယ်တောင်းပန်ပါတယ်အမှန်ဆိုငါမင်းအရေးအကဲကိုအရင်ကြည့်ခဲ့တဲ့နာရတယ်ထားလိုက်တော့ချမ်းသူ့ကိုတွန်းဖယ်ကမျက်ရည်စတွေကိုလက်ဝါးနဲ့ခက်ကြမ်းကြမ်းပုတ်တက်ပြီးအခန်းထဲကထွက်သွားလိုက်လေသည်သွေးပူနေတော့ချော့လဲမထူးလောက်ဘူးဟုထင်မိ၍ညအိမ်ပြန်ရောက်တော့မှဒူးထောက်တောင်းပန်ရမယ်ဆိုရင်တောင်းပန်လိုက်မည်ဟုတွေးရင်ဆွဲညိုစိတ်မပါလက်မပါနဲ့အလွယ်စပွဲပေါ်ပြန်ထိုင်နေလိုက်သည်သူမသိခဲ့ဘူးတဝင်းတိုးလို့ပြုမိခဲ့တဲ့ကလေးဆန်မှုတည်တည်လေးကဒီလောက်ထိပြဿနာကြီးသွားလိမ့်မယ်လို့ဆွေညိုကချမ်းထန်နောက်ကျပြီးမှအိမ်ပြန်ရောက်တာမို့အခန်းထဲမှာချမ်းရှိလောက်မည်ဟုတွေးရင်ချမ်းကြိုက်တတ်တဲ့မုံတချို့ကိုဝေလာတာမို့ဒါတွေနဲ့ချော့ရမည်ဟုသူ့အတွေးနဲ့သူအပေါ်တက်ကိုတက်လာခဲ့လိုက်သည်ခဟဟဖွင့်ထားသည့်တကားချက်ကြောင့်ဆွေညိုသည်တစ်ချက်ပြုံးလျက်တကားကိုတွန်းဖွင့်ရန်အပြုငိုတန်ဆွတ်နေသောချမ်းရဲ့ဖုံးဖြေကြားတန်ကနားထဲမှာစူးကနေတားတောင်းမှပါတယ်ဖေဖေတို့ကိုအရင်မပြောဘဲလှုပ်ဝက်ထားခဲ့မိလို့တားကိုစိတ်ဆိုးခြင်းဆိုးလို့ရပါတယ်ကျေးဇူးပြုပြီးတားတို့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးပါနော်ဖေဖြစ်စေခြင်းနဲ့တားလိမ္မာကြီးဖြစ်အောင်ကြိုးစားပါမယ်ဒါပေမဲ့ဒီတစ်ခါတော့တားကိုနားလည်ပေးပါတားသူ့ကိုအရန်ချစ်လို့ပါဟုတ်ဖေတားကိုစိတ်ဆိုးနေသေးတယ်ဆိုရင်တောင်အဆက်အသွယ်မဖြစ်ဖြစ်ပါနဲ့နော်တားတောင်းမှပါတယ်ဆွေညိုသည်ဝင်သွားရန်တင့်မတင်စဉ်းစားနေပြီးမှတခဏအကြာအတန်နေတိတ်ဆိတ်သွား၍ချမ်းဖုန်းပြောလို့ပြီးလောက်ပြီဟုထင်ကတကားကိုအသာဟရင်ဝင်သွားလိုက်သည်ပြန်လာပြီလားသူဝင်လာတာကိုမြင်တော့ချမ်းကဝစ်ကြေတန်းကြေနှုတ်ဆက်ခါအိယာထက်လှဲ့အိပ်ရင်စောင်းကိုခေါင်းထိခြုံလိုက်သည်ဆိုလိုတာကသူအခုဘာစကားမှမပြောချင်သေးဘူးဟူသည့်သဘောပင်ငါမင်းကြိုက်တဲ့မုံနေဝင်လာတယ်စားပြီးမှပြန်အိတ်လေပူတော့စားတာအရသာပိုရှိတယ်ချမ်းရဲ့တော်ပြီငါဘာမှစားချင်စိတ်မရှိဘူးဆောင်းထဲကနေအတန်တိန်နဲ့ပြောလာတဲ့ချမ်းကြောင့်ဆွေညိုရင်ဘက်ကစူးကနေချမ်းဟာဘလောက်ပဲစိတ်ဆိုးအစားမစားပဲနေတဲ့အမျိုးမဟုတ်အထူးသဖြင့်အလကားရတယ်ဆိုရင်နောင်ဘဝအတွက်ပါအကုန်စားခြင်းနေသူမျိုးထို့အတူတွဲလာခဲ့တဲ့တခြားလုံးချမ်းသူ့ကိုစကားမပြောချင်တဲ့အထိစိတ်ဆိုးဖူးတာမျိုးမရှိခဲ့ဘူးဆွေညိုသည်မောက်ကိုနဘေးရစပွဲပေါ်တင်ပြီးရေတောင်မချိုးနိုင်သေးပဲအဝတ်စားတစ်စုံကိုအရင်လဲဝစ်ခါချမ်းရဲ့နဘေးမှာဝင်လဲလျောင်းနေလိုက်သည်ချမ်းမမြင်နိုင်ပေမဲ့စောင်းအုပ်ထားသည့်ချမ်းဘက်လှဲ့ကလက်ကိုခုပြီးအိတ်လိုက်သည်ချမ်းငါမင်းကိုအရင်ချစ်တာမင်းသိလားဒါဆိုမင်းကကောငါ့ကိုဘယ်လောက်ထိချစ်လဲမသိဘူးစောင်းထဲကခအုပ်အတန်ကစိတ်ဆိုးနေလို့ပြီးစလေဖြေလိုက်တာလားဆိုတာမသိပေမဲ့ဆွေညွှန်းကတော့ပပလေးတစ်ချက်ပြုံးလိုက်သည်လွန်ခဲ့တဲ့3နှစ်ကျော်ကမင်းရဲ့ဖုန်းနံပါတ်ကိုမှတ်မိသေးလားငါလက်ရှိသုံးနေတဲ့နံပါတ်ကိုတော့မှတ်မိတာလွန်ခဲ့တဲ့3နှစ်ကနံပါတ်ကြီးကိုဘာကိစ္စမှတ်မိရမှာလဲဒါပေမဲ့မင်းရဲ့အခုသုံးနေတဲ့ဖုန်းနံပါတ်ရောလွန်ခဲ့တဲ့3နှစ်ကသုံးခဲ့တဲ့နံပါတ်တွေကိုပါငါအကုန်မှတ်မိတယ်မင်းနဲ့ပတ်သက်ရင်
ကနန်းတွေကစတလုံးမှမလွေငါအကုန်မှတ်မိတယ်ချမ်းမင်းညံကောင်းတာ哦ငါမမင်းလောက်ညံမကောင်းတာဆောင်နေရလူကခုထိမထွက်လာသေးပြီမေဝတ်တရားမပြတ်ပြန်ဖြေရှာသည်ရပြီလုံးဝစကားမပြောဘဲစိတ်ဆိုးနေတာထက်ဒီလောက်ကအခြေအနေအများကြီးကောင်းပါသေးတယ်ငါတို့ပထမဆုံးထိတ်လုပ်တဲ့နေ့ကမင်းဝတ်လာတဲ့ဝတ်စုံအမှတ်မိလားငါသာအဲ့လောက်ညံကောင်းရင်ကုံတူးတန်းဝင်ပြီးမြို့ကုံဆောင်ဖြစ်နေတော့ပြီချမ်းအတန်နည်းနည်းကြည်လာပြီဟုထင်မိ၍ဆွေညိုကြီးနဲ့စွာပြုံးရင်အားတက်သည်ရောဆက်ပြောလေ၏အဲ့နေရာမင်းပုံစံကအရန်ရိုးရှင်းပြီးကြည့်ကောင်းတာအပြာရောင်တီရှပ်အမဲအောင်စတိုင်ပန်နဲ့မင်းပုံစံကခုထိငါမျက်လုံးထဲကမထွက်ဘူးမင်းမှတ်မိသေးလားငါတို့ပထမဆုံးတူတူကြည့်ဖူးတဲ့ရုပ်ရှင်ကိုမှတ်မိမယ်မထင်ပါဘူးငါတော့မှတ်မိသေးတယ်မင်းနဲ့အတူသွားခဲ့ဖူးတဲ့နေရာအတူစားခဲ့ဖူးတဲ့နေရာမင်းနဲ့ပတ်သက်တဲ့အရာရာအလုံးကိုမနေ့တနေ့ကလိုပဲငါအကုန်မှတ်မိနေတော့မယ်တကယ်တော့ငါနဲ့ပတ်သက်တဲ့ကိစ္စတချို့ကိုတောင်သိချာမမှတ်မိတာမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြဘာလို့အကုန်မှတ်မိနေလဲငါစဉ်းစားမရဘူးသိလားချမ်းငါထင်တာတော့ငါကိုငါထက်မင်းကိုပိုချစ်မိလို့ထင်တယ်ချမ်းရဲ့အတန်တိတ်နေ၍သူတခုခုများစဉ်းစားနေတာလားဟုတွေးရင်ဆွေညိုတယောက်တည်းဆက်ပြောနေလိုက်သည်မင်းရဲ့ဖုန်းထဲမှာငါပုံကြီးဘယ်နှပုံရှိလဲမင်းထည့်ထားပေးသလားအကုန်ရှိတယ်တပုံမှမဖြတ်ဘူးစိတ်ချဒါဆိုပုံ100ကျော်ပေါ့ငါစီမှာတော့ဒီကနေ့အထိမင်းရဲ့ပုံတွေ3900နဲ့12ပုံရှိတယ်မင်းစီမှာတော့မရှိတဲ့မင်းရဲ့ပုံတွေမင်းအောင်မသိလိုက်တဲ့မင်းရဲ့ပုံတွေဘသူစီမှာမှမရှိတဲ့မင်းရဲ့ပုံတွေအကုန်ရှိတယ်မင်းရည်နေတဲ့ပုံမင်းအစားစားနေတဲ့ပုံမင်းတခြားတယောက်နဲ့စကားပြောနေတဲ့ပုံမင်းလမ်းလျှောက်နေတဲ့ပုံမင်းကားမောင်းနေတဲ့ပုံမင်းရဲ့နောက်ကျောပေးထားတဲ့ပုံမင်းအိမ်နေတော့ခိုးရိုက်ထားတဲ့ပုံမင်းတောင်မသိလိုက်တဲ့မင်းရဲ့ပုံတွေထောင်ထဲချီငါစီမှာရှိတဲ့ချမ်းမင်းသိလားငါမင်းနဲ့ပတ်သက်ရင်တည်တည်ဖိုးဖိုးကစညနိုးတံမိုးထားပြီးမင်းနဲ့ပတ်သက်ရင်စံချီတမြင်ကစအပိုင်ရခြင်းခဲ့လို့မင်းကိုလူတာထက်ပိုတမင်တိုးမိခဲ့တာငါအချစ်ကမင်းကိုဒီလောက်ထိစိတ်အနှောက်ယှက်ပေးလိမ့်မယ်လို့ငါမထင်ခဲ့မိဘူးနောက်နေ့ကစပြီးဆင်ခြင်တော့မှမလို့ကျေးဇူးပြုပြီးငါ့ကိုစိတ်မဆိုးပါနဲ့တော့နော်ဆွေညွတ်သည်အနှစ်နှစ်အလားလားသူ့ရဲ့ခံစားချက်ကိုဖွင့်ပြပြပြီးနောက်ချမ်းမကြားနိုင်အောင်တူတူလေးငိုဆိုင်မိသွားသည်သို့ပေမဲ့ဆောင်ထဲကနေခေါင်းပြူထွက်လာသည့်ချမ်းနဲ့တည့်တည့်တို့သွားတော့ချမ်းကဆွေညွတ်ကိုဒီအတိုင်းအကြာကြီးစိုက်ကြည့်နေလိုက်သည်မငိုနဲ့မင်းကငိုတဲ့ပုံနဲ့နည်းနည်းမှမလိုက်ဘူးမငိုပါဘူးဒီအရေးတွေကဘယ်ကနေကြလာပါလဲဆွေညွတ်ကရှက်ကိုရှက်ကန်းနဲ့သူ့မျက်ရည်တွေကိုကြပြကြရတုပ်လိုက်ခါတဟီဟီနဲ့ရီလိုက်သည်နောက်ဆုံးတော့လူလိတ်လေးကစောင်းထဲကထွက်လာပြီပေါ့ဒါဆိုသူ့မျက်ရည်တွေခမ်းသွားရင်တောင်ကြည်နက်တယ်ချမ်းစိတ်ဆိုးနေရင်သူနည်းနည်းမှမနေတတ်ချမ်းပျော်ဖို့သူအရာအလုံးကိုလုပ်ရဲတယ်အရှက်မရှိငိုရမယ်ဆိုရင်တောင်ပေါ့နောက်ဆုံးချမ်းသည်ဆောင်းမုံထဲကနေတကူလုံးထွက်လာကကရင်ပေါ်မှာခြေနှစ်ဖက်ချထားလျက်ထိုင်လိုက်သည်သူ့ပုံစံကစိတ်ဆိုးမပြေသေးတော့လဲစိတ်မဆိုးတော့ဘူးဟူသည့်သဘောမျိုးမင်းဝယ်လာတဲ့မုန့်နေမကောင်းရင်လုံးဝစိတ်ဆိုးမပြေဘူးမှဟာကောင်းတယ်မင်းအရန်ကြိုက်တဲ့ဆိုင်ကပဲဝယ်ခဲ့တာမို့မင်းလုံးဝကြိုက်မှသိကြတယ်နေငါပြင်ပေးမယ်အမှပဲထိုင်နေဆွေညို့သည်အယူတယောက်လိုပြီးကရင်မော်ကပြေးဆင်းလာလို့ချော်လဲကြသေးပြီမဲ့ချက်ချင်းပြန်ထကချမ်းအတွက်ဝယ်လာပေးတဲ့မုန့်တွေကိုပြင်ဆင်ပေးလိုက်သည်ပျော်တယ်ချမ်းနာစိတ်ဆိုးပြေမယ်ဆိုရင်မနက်ထီမျက်ရည်ခံထွက်ရမယ်ဆိုရင်တော့သူအရှက်မရှိလုံးမိအောင်ပါသူဘလောက်ထိချစ်တယ်လဲဆိုတာချမ်းသိမှဖြစ်မယ်ဒါမှသူ့အနာကနေထွက်သွားခြင်းရင်တောင်မထွက်သွားရတဲ့အထိချမ်းသူ့အပေါ်တန်ရောစင်တွဲနေမှာအခုသူ့ရဲ့အချစ်ဒီကလေးကအမတ်တရားကြော်နေပြီလားမသိတော့ဘူးဘာဖြစ်ဖြစ်ချမ်းကိုအဆုံးရှုံးမခံနိုင်တာပဲသိတယ်သူချစ်တယ်လို့ချမ်းကလည်းချစ်မယ်ထင်တယ်တခုပဲ
ချစ်ပုံချစ်နီးကတော့တူမှာမဟုတ်ဘူး